အခုကျွန်တော်ဆက်လက်ပြီး profile 36 degree မှာကျွန်တော်တို့ကိုဘိုအသုံးပြုနည်းဖြစ်ပါတယ်เนาะကျွန်တော်ဒါအခုဆိုရင် Windows ရှိကိုဘိုကိုကျွန်တော်တို့ profile lighting မှာ slot တွေကိုကျွန်တော်ကိုဘိုထည့်လိုက်ပါတယ်ကိုဘို holder နဲ့ကျွန်တော်ကိုဘိုကိုထိန်းချုပ်တဲ့ holder လေးရှိပါတယ်အဲ့ holder တွေကိုကျွန်တော်ကိုဘိုထည့်ပြီးတော့အခုလို lighting ကို light ကို online လို့ရှိရင်ဒီလို Windows ရှိရပါတယ်အဲ့ Windows 8ကိုကျွန်တော်လိုတဲ့ချိန်ပေါ့နော်ဒါပတင်းပေါက်ကနေအလင်းရောင်ဝင်လာတယ်ဒီ state ခုံပေါ်မှာဒီကျွန်တော်တို့ပတင်းပေါက်ရဲ့အရိပ်လေးပေါ့တင်တဲ့ပုံစံမျိုးအဲ့တော့ Gobo ကတော့ကျွန်တော်တို့ Rosco တို့ Lee တို့အဲ့ဒါအစားသဖြင့်ပေါ့နော် Gobo နဲ့ပတ်သက်ပြီးတော့ထုတ်တဲ့ company တွေရှိတယ်အဲ့ company တွေကနေပြီးတော့ကျွန်တော်တို့ရောင်းချတာဖြစ်ပါတယ်လိုတဲ့ design ပေါ့နော်အဲ့တော့သူတို့မှာဝယ်ရတယ်အဲ့တော့ခုဒါပတင်းပေါက် shape Gobo လေးကိုကျွန်တော်ထည့်ထားခြင်းဖြစ်ပါတယ်အဲ့ Gobo လည်းအဲ့လိုပါပဲကျွန်တော် focus ကိုကျွန်တော်တို့ဒါ soft လုပ်လိုက်ရင်ဒါပတင်းပေါက်လေးက sharp တုံးကနေပြီးတော့ soft ဖြစ်သွားတယ်ဝူဒဝါလေးဖြစ်သွားတယ်ဒါမှမဟုတ်လည်းထင်ထင်ရှားရှားပေါ့နော်ဒါဟိုကျွန်တော်နေရဲ့အနေထားပေါ့နေဟိုကျွန်တော်စင်းရနေရပဲနေဝင်နေနေမုန်းတဲ့ခြေကြလုံးဝ short ဖြစ်သွားတယ်အလင်းမှောင်ရီဝူဒဝါလေးဖြစ်တယ်အဲ့ဒါအစသဖြင့်လာကနေဝင်လာတဲ့ဟိုပတင်းပေါက် lighting လာထိတယ်အဲ့ကြတော့ပတင်းပေါက်ရဲ့အရေးကအခန်းလေးတွေကိုလာတယ်ဒီလို sing နေမှာအရန်သုံးတက်ပါတယ်အင်မတန်လည်းဒါကြည့်လို့ကောင်းပါတယ်เนาะပြီးတော့ခုနလိုပဲသူ့ကိုကျွန်တော်တို့profile lighting ရဲ့ဒီကျွန်တော်เนาะ slot frame ကိုကျွန်တော်တို့ body ပေါ့เนาะအဲ့ဒါကိုကျွန်တော်လှည့်ပေးခြင်းအဖြစ်လဲဒီလိုတဲ့ direction တိုင်းကိုကျွန်တော်တို့ကလုပ်ယူလို့ရပါတယ်เนาะဒါအမှန်မှကျွန်တော် shutter ကိုလည်းလိုသလိုကတ်လို့ရပါသေးတယ်เนาะကျွန်တော်ဒါအရန်ကြီးနေတယ်ပေါ့ပတင်းပေါက်လေးအဲ့ဒါဆိုရင်ကျွန်တော် shutter ကိုခုနပြောသလိုလိုက်ပြီးတော့ focus ကတ်လို့ရပါတယ်သူ origin နဲ့နေပြီးတော့ကျွန်တော်ဒါကတ်လိုက်တာပါ shutter လေးကိုကျွန်တော်တဖြည်းဖြည်းနဲ့ဒီလိုလေး cutting လေးလုပ်လိုက်တော့ဒီပတင်းပေါက် shape လေးကဒီလိုပုံစံလေးဖြစ်သွားတာအဲ့တော့ကျွန်တော်ဒီ profile lighting မှာကျွန်တော် Gobo ကအသုံးပြုနေဖြစ်ပါတယ်အရင်လဲသုံးဝင်ပါတယ်ဇာဝင်ခန်းတွေကမရှိမဖြစ်ကိုလိုအပ်တယ်ပဲเนาะကျွန်တော်တချို့ရုပ်ရှင် lighting တွေမှာလဲကျွန်တော်ဒါမျိုးတွေ Gobo တွေထည့်ပြီးတော့ artificial ပေါ့เนาะ artificial shadow ပေါ့နော်ကျွန်တော်လူကလှုပ်ယူတဲ့အရေးပုံစံမျိုးတွေမှာကျွန်တော်အရန်သုံးတက်ပါတယ် profile lighting Gobo အသုံးပြုနည်းဖြစ်ပါတယ်